ကဲအဲ့ဒါဆိုကျွန်တော်တို့နောက်ထပ်အစီအစဉ်ကိုကျွန်တော်တို့သွားလိုက်မယ်ဗျာသွားမယ်အဲ့ကောင်ငါပြောဦးမှာလေအော်မင်းပြောဦးမှာလားကျန်သေးရလေကျန်သေးရလေပြီးသွားပြီထင်နေတာပြောခွင့်ပေးပါပြောမှရတော့မယ့်အနေထား ကိုတိုင်တော့ဘာပြောမှလည်းမသိဘူးကျွန်တော်တို့ကလည်းဇက်သမားပြန်မှတ်သားစရာကြမ်းမယ်ဆိုစကားလေးလည်းမရှိဘူးလားရှိတာဗောရှိတော့ကျွန်တော်တို့ရဲ့ဒီအပိုင်းအစလေးတွေကိုကြည့်ပြီးတဲ့ခလေးတငယ်တွေဖြစ်ဖြစ်ကျွန်တော်ပညာလေးနည်းနည်းရအောင်ကျွန်တော်တို့ရေးရကြုံတတ်တယ်ပေါ့ဗျာဒါဗောဗျာဟုတ်ပြီနော်ကျွန်တော်လည်းနည်းနည်းပြောမယ်ကဲပြောဗျာတိုင်းပြည်နယ်လူမျိုးတို့ကိုပြောတာကိုယူကိုပြောတာကိုယူကိုပြောတာပါငါတို့နဲ့မဆိုင်ဘူးကိုပြောတာကိုယူတိုင်းပြည်တဲ့လူမျိုးတကယ်ချင်းတိုင်းပြည်နယ်လူမျိုးတက်ပြောမှရတော့အရေးကြီးသွားပြီရှာနေပြီအရေးကြီးသွားပြီရှိတွေကဆူးရှာနေဟိုင်းကံမှာသွားလစ်တာအော်မူရစေဝါလုံကျုံတောင်းဆွဲကဒီကဲရမရတော့သတိမရပဲရှော့တာဒီလိုမျိုးတော့မလောက်ကြပါနဲ့ဒါမျိုးမလုပ်သင့်ပါဒီလိုမျိုးမလုပ်ကြပါနဲ့ဒါမျိုးမလုပ်သင့်ပါဒီလိုမျိုးတော့မလုပ်ကြပါနဲ့မလုံနဲ့ဆိုသူတို့ပဲလုံနေတယ်ဟုတ်မလုတ်ခိုင်းတာပါအဲ့လိုမျိုးမလုပ်ခိုင်းတာလေဘာလို့လိုက်ကြတာလဲဆိုလိုရလူကြီးလူငယ်တွေကိုဒီမူရစ်စေဝါနဲ့ပတ်သက်ပြီးပြောချင်တာငါပြောတာလူငယ်ပဲပြောတာလူကြီးကလူကြီးချက်ပြောတာငါကိစ္စမဟုတ်ဘူးလားကိုပြောတာကိုယူလူကြီးလူငယ်ပဲပြောတာလူကြီးမပါဘူးကိုပြောတာကိုယူကိုပြောတာကိုယူဒါမသိတော့မေးကြည့်တာပါဟုတ်တယ်ဗျာကျွန်တော်တို့ဒါအခုပြောစီပြက်စီကျွန်တော်တို့ကပညာလေးလဲရအောင်လို့ကျွန်တော်တို့ကဒီလောက်လေးပဲပြောခွင့်ရှိရပါတော့ဆိုတော့ကကြတော့ကျွန်တော်တို့ပြောတဲ့နေမှာအမားပါလို့ရှိရင်လည်းခွင့်လွှတ်ပေးကြပါလို့ပြောချင်ပါတယ်ဟုတ်တယ်တောင်းမှမှာနော်တကယ်ကတော့လေတောင်းရတယ်ဗျာတောင်းပါဦးရလွတ်ပြီးရောဆိုပြီးကြောက်တန်းနေကဲဟုတ်တယ်ကျွန်တော်တို့ရဲ့အပြုသဘောဆောင်တဲ့ကဏ္ဍလေးကတော့ဒီမှာနေမဲ့ခဏလေးနားလိုက်မယ်နော်ဟုတ်တယ်ကဲအဲ့တော့ပြီးပါလားပြီးပြီပေါ့ထပ်ပြောချင်သေးလို့လားထပ်ပြောချင်သေးလို့လားကိုပြောတာကိုယူအဲ့တော့ကျွန်တော်တို့မင်းသမီးလေးကိုပီရဝါသာချစ်ကဝယ်စကားလေးနဲ့ကျွန်တော်ပြိသက်တွေနဲ့မိတ်ဆက်ပေးမယ့်စီစဉ်လေးဖြစ်တယ်ဟုတ်တယ်အဲ့တော့မင်းသမီးလေးကိုခေါ်မယ်ကဲဒီကကြိုခေါ်လိုက်မယ်စာနဲ့ပိနဲ့ခေါ်နော်စာနဲ့ပိနဲ့ခေါ်မှာအမလေးပြင်ဆင်ထားတယ်ကဲရမုံလေးကချစ်စရာဝါကိုကြိုကြီးရဲ့မြစ်တာဟာလူကလေးကလှရုပ်ကလေးကလူကလေးကပူပူဩလူကလေးကပူပူရုပ်ကလေးကနုနုလူကလေးကဝဝရုပ်ကလေးကလှပူပူနုနုလှပပဝဝမွမွအာခေါ်လိုက်ပါတော့သူများသားသမီးလည်းရတရားမရှိတော့ဘူးမွာချောကျင်တိုင်းချောလှကျင်တိုင်းလှပါတဲ့ရမုံရင်အကိုတို့ရွှေများ၄ယောက်ကခေါ်နေတယ်ကွာ